ကျွန်တော်ဘဝမှာနာကျင်အောင်လုပ်ခဲ့တဲ့လူတွေအားလုံးကိုလေရင်တစ်စင်းလေးပေါ်မှာကျွန်တော်စုယုံလိုက်ပါတယ်။ဒါကိုသူတို့တွေကဘယ်သူမှကြုံမသိခဲ့ကြပါဘူး။ကျွန်တော်တငယ်ချင်းနဲ့ဖောက်ပြန်ခဲ့တဲ့ကျွန်တော်ရဲ့ရီးစားဟောင်းဟာအစပိုင်းမှာတော့ဘာမှတန်တရားမဝင်ခဲ့ပါဘူး။အဲဒီနောက်သူမဟာပါမောက္ခတစ်ယောက်နဲ့စကားစာပြောဖြစ်ပါတယ်။အဲဒီပါမောက္ခကတော့ကျွန်တော်ရဲ့အခြေရေးကိစ္စကိုဖုံးကွယ်ပေးခဲ့ရုံနဲ့မကပဲကျွန်တော်ရဲ့ပါရက်ကူပွဲစာတမ်းကိုလည်းတမင်တကာကြရှုံးအောင်လုပ်ခဲ့သူပါ။သူတို့ရှေ့မှာထိုင်နေတဲ့အမျိုးသမီးကကျွန်တော်နာမည်ကိုကြားလိုက်တဲ့အခါမှာတော့သူတို့၃ယောက်လုံးကျွန်တော်ကိုသိနေကြမှန်းသဘောပေါက်သွားပါတယ်။သူမကတော့ကျွန်တော်ကိုအเจ้าမှာတစ်နှစ်ထက်တန်းနေခိုင်းခဲ့တဲ့ဆရာမဖြစ်ပြီးကျွန်တော်ကိုအတုံးဆုံးចောင်းသားလို့အမြဲပြောလေးရှိသူပါအရှိမထိုင်နေတဲ့လူတစ်ယောက်ကလည်းအဲ့ဒီဆရာမကိုမှတ်မိသွားပါတယ်သူကတော့ကျွန်တော်ကိုအေးအေးဆေးဆေးနေတယ်လို့ဆိုပြီးအမြဲနိုင်ကျင့်ခဲ့တဲ့အတန်းဖော်ဟောင်းပါနောက်ကလူတစ်ယောက်ကလည်းဒီစကားဝိုင်းထဲပါလာပါတယ်သူကတော့ကျွန်တော်အလုပ်ကအဆင်မပြေဘူးဆိုပြီးကျွန်တော်ကိုအလုပ်ထုတ်ခဲ့တဲ့တတိဟောင်းပါပါမောက္ခကတော့ဒါတွေအားလုံးဟာတိုက်ဆိုင်လုံးလို့ကြောင်အန်းဖြစ်နေပါတယ်ဒီထဲမှာဂေဘရီယယ်ပတ်စတာနက်ကိုသိတဲ့လူများရှိသေးလားဟုတ်ကဲ့ကျွန်တော်သိပါတယ်သူကကျွန်တော်အိမ်ကြီးချင်းပါသူကကျွန်တော်အထက်မှာနေတာလေသူတို့အားလုံးကျွန်တော်ကိုသိနေကြမှန်းတဖြည်းဖြည်းသဘောပေါက်လာချိန်မှာတော့လေရင်မဲကထိတ်လန့်စရာသတင်းတစ်ခုကိုပြောပြပါတော့တယ်။အဲ့ဒီလေရင်မဲကလည်းကျွန်တော်ချစ်ရေးဆိုတာကိုညှင်းခဲ့ဘူးသူပါ။သူမကလေရင်မောင်းခန်းတကားကိုဖွင့်လို့မရတော့ကြောင်းအားလုံးကိုပြောလိုက်ပါတယ်။ကျွန်တော်ဟာအဲ့ဒီလေရင်ပေါ်မှာရှိနေခဲ့ပြီးလေရင်မတက်ခင်ကတည်းကမောင်းနေခန်းထဲမှာကိုပိတ်လောင်ထားခဲ့တာပါ။လေရင်မှုတွေတောင်ကျွန်တော်ကိုတခုခုလုပ်ခဲ့ဘူးလို့ဖြစ်မှာပါ။အဲ့ဒီနောက်သူတို့ကိုချောက်လန့်ဖို့အတွက်လေရင်ကိုကျွန်တော်လှုပ်ခါအောင်လုပ်လိုက်ပါတယ်။ကျွန်တော်ရဲ့စိတ်ယောဂါကူဆရာဝန်ဟောင်းဟာနောင်တတွေနဲ့ထည့်ရက်လိုက်ပါတယ်။သူဟာကုသခတွေကိုတမင်တိုးမြင့်ခဲ့လို့ကျွန်တော်ကုသမှုရနာခဲ့ရတာပါ။သူဟာတကားဝကိုလာပြီးဒါတွေကကျွန်တော်အပြစ်မဟုတ်ကြောင်းနဲ့ကျွန်တော်ဟာမိဘတွေရဲ့နှိပ်စက်မှုကိုခံခဲ့ရတဲ့တားကောင်တစ်ယောက်သာဖြစ်ကြောင်းဖြောင်းဖျဖို့ကြိုးစားပါတယ်။ဒါပေမဲ့နောက်ကျသွားပါပြီ။ကျွန်တော်လေရင်ကိုအရှိန်နဲ့ထိုးဆိုင်ချလိုက်ပါတယ်။အောက်ကမှာတော့တက်ကြီးစုံတွဲဟာနေပူစာလုံးရင်အေးအေးဆေးဆေးအနားယူနေကြပါတယ်။အရှိန်နဲ့ဆင်းလာတဲ့လေရင်ဟာသူတို့စီကိုတက်တက်ကြီးဥတီနေပါတယ်။ဒါဟာမတော်တဆမဟုတ်ပါဘူး။အဲ့ဒီလူတွေဟာကျွန်တော်ကိုနှိပ်စက်ခဲ့တဲ့ကျွန်တော်ရဲ့မိဘတွေပဲဖြစ်ပါတယ်